မေကငယ်ငယ်တုန်းကဆိုလက်ဝတ်ရတနာ jewelry တွေတိတ်မစုတတ်ဘူးပေါ့နော်မေကပထမအဆုံးရတဲ့မေမဝယ်ပေးတဲ့ရတနာကိုအောင်ပေးခဲ့တာအဲ့တုန်းကမေတို့ဗန်လေးမှာကြော်ညာရရင်လည်းကိုအောင်မေကိုငကက်လက်ဆောင်ပေးဘူးတဲ့အဲ့ဒါမေရဲ့ပထမအဆုံးမေမပေးတဲ့jewelry လေးပေါ့နော်အဲ့ဒါအမတ်တရပေါ့တင်ထားတာပေါ့ရှိသေးရဲ့ပြီးတော့အဲ့ဒါအရင်ငကက်လေးရင်ရတယ်ပြီးတော့နောက်တစ်ခေါက်ကျတော့မေလက်စွပ်လေးလက်ဆောင်ရတယ်စိန်စပယ်ဖူးပါပဲတယ်လို့ပြောလို့ရတယ်။မေငယ်ငယ်တော့ဆိုပထမအဆုံး jewelry ကြော်ညာရတယ်စိန်စပယ်ဖူးနဲ့မေចောင်းသွားတက်တုန်းကလည်းပြန်လာတိုင်းကိုအောင်ကကြော်ညာခေါ်ရိုက်တယ်။မေကိုအများကြီးကူညီပေးတယ်။မေတော့တကယ် lucky လေးပါ။ဟုတ်ကဲ့ဒီနေ့ photo shoot လို့ရတော့စိန်စပယ်ဖူးတော့ပေါ့နော်။ designer ကသိန်းစော်ဝင်း makeup က April တုတ္တတကယ်ကိုစိတ်ကူးရင်ဆန်နေရှင်စိန်စပယ်ဖူးရဲ့ photo shoot တွေကြော်ညာတွေကအများတန်းစမ်းသစ်တယ်ကိုအောင်ကအဲ့လို concept လေးစဉ်းစားတာအရန်မိုက်တယ်ပေါ့နော်ဟိုးရင်ကလေးကမထထမိုးတို့မဆိုမြတ်သူစာတို့မတက်မုံမြင့်တို့ကြော်ညာကြီးအရန်စမ်းသစ်ခဲ့တယ်ပေါ့နော်အခုမေရဲ့ photo shooting လေးလည်းတကယ်ကို creative ဖြစ်တယ်မိလည်းအရန်ကိုပျော်နေပါတယ်ရှင်အများကြီးပါမေကစိန်စပယ်ဖူးနဲ့အသက်14နှစ်ထဲကသူလုပ်ခဲ့တာပေါ့နော်မေရဲ့ဘဝတဝက်တောင်ရှိနေပြီကိုအောင်ကနေမင်းညီမလေးကိုလည်းခေါ်တယ်အများတန်း jewelry လှလှလေးဆင်ပေးတယ် concept မမိုက်လေးနဲ့ရိုက်ပေးရပါတော့တကယ်မေရဲ့အကိုကြီးကြာနေတာတကယ်အကိုကြီးပါစိန်စပယ်ဖူးရဲ့လက်ရာတွေကအများတန်းစမ်းသစ်တယ်ပြီးတော့ quality ကအရန်ကောင်းတယ်ပေါ့နော်ဒီနေ့ဝတ်ထားတဲ့ design ကိုမေပြောစရာတော့မလို့ show နဲ့ရနေပြီလက်စွပ်လေးကိုကြည့်လိုက်မေကတော့ရန်သဘောကျနေရရှင်မေမျက်လုံးလောက်ရှိနေရနော်ရမ်းမိုက်တယ်ဒါကတော့မေကြိုက်ဆုံးပြီးတော့ဒီစတိုးလေးလည်းကြိုက်တယ်ငကက်လေးလည်းကြိုက်တယ်ရှင်ဟုတ်တယ်အဲ့လိုဖြစ်နေရနော်ကိုရောအဲ့လို jewelry မှာစိတ်တွေကိုဒါစိုက်နေတဲ့ main ကလေးထဲမှာပါလာဘလို့လေးရှိလဲဒါလေးလည်းပြောပြပါဦးဟာ main ကလေးတိုင်းကတော့စိန်ကြိုက်မယ်ထင်တယ်ဟို Marilyn Monroe ပြောခဲ့တယ်လို့ပေါ့နော် Diamonds are girls best friend ဆိုတာအမှန်ပါပဲမေကလည်းစိန်ကြီးအရန်ကြိုက်ပါတယ်စိန်ချစ်သူမေပေါ့ဟုတ်တာပေါ့မေကငယ်ငယ်တုန်းကဆိုလက်ဝတ်ရတနာ jewelry တွေတိတ်မစုတတ်ဘူးပေါ့နော်မေကပထမအဆုံးရတဲ့မေမဝယ်ပေးတဲ့ရတနာကိုအောင်ပေးခဲ့တာအဲ့တုန်းကမေတို့ဗန်လေးမှာကြော်ညာရရင်လည်းကိုအောင်မေကိုငကက်လက်ဆောင်ပေးဘူးတဲ့အဲ့ဒါမေရဲ့ပထမအဆုံးမေမပေးတဲ့jewelry လေးပေါ့နော်အဲ့ဒါအမတ်တရပေါ့တင်ထားတာပေါ့ရှိသေးရဲ့ပြီးတော့အဲ့ဒါအရင်ငကက်လေးရင်ရတယ်ပြီးတော့နောက်တစ်ခေါက်ကျတော့မေလက်စွပ်လေးလက်ဆောင်ရတယ်စိန်စပယ်ဖူးပါပဲဟုတ်တယ်လို့ပြောလို့ရတယ်မေငယ်ငယ်တော့ဆိုပထမအဆုံး jewelry ကြော်ညာရတယ်စိန်စပယ်ဖူးနဲ့မေចောင်းသွားတက်တုန်းကလည်းပြန်လာတိုင်းကိုအောင်ကကြော်ညာခေါ်ရိုက်တယ်မေကိုအများကြီးကူညီပေးတယ်မေတော့တကယ် lucky လေးပါကဲအခုကိုအောင်ကလက်စွပ်တွေရောငကက်တွေရောပြန်လဲပေးမယ်တဲ့မေအတွက်ပြောမလားမသိဘူးနော်ဒါရီလားလဲပေးမယ်ဆိုမေရမ်းပြောသွားမှာနော်အရမ်းပါရမ်းပြောမှာကိုအောင်လဲပေးလို့ရတယ်နော်မမေကပြောဘူးရဲ့အဲ့လိုယတနာတွေစုမှာဝယ်မှယတနာတွေကပိုလာမယ်ပေါ့နော်ဆိုတော့မေအဲ့လိုဝယ်ဖို့စုဖို့စူးစမ်းရရှင်ဘလို့မြင်ရှိလဲဆိုတော့အားလုံးကတော့ယတနာကြီးကြိုက်ကြရပေါ့နော်ယတနာစုဖို့ဆိုတာလည်းကျွန်မဘယ်လိုပြောရမလဲမေတို့ရဲ့ savings လေးတွေကနေမေတို့ကဖယ်ပြီးတခြားလေးစဉ်းစားပြီးစုရတာပေါ့နော်ကိုယုံကြည်တဲ့ဆိုင်ရှီကဝင်ပိုကောင်းတာပေါ့နော်အဲ့လိုပဲမြင်ပါတယ်ရှင်ဒီနေ့ Maker Store စိန်စပယ်ဖူး photo shooting လေးပေါ့နော် designer ကသိန်းစောဝင် makeup က April တုတ္တjewelry တွေကလည်းတကယ်ကို design ဆန်းလေးနဲ့ quality ကောင်းကောင်းပေါ့နော် concept ကလည်းအရန်မိုက်တဲ့ setting တွေရောဓာတ်ပုံတွေကလည်းအောင်စော်တို့ရိုက်ပေးတာပေါ့နော်အားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးပါ Thank you